hotel တော့ချက်ပေါက်မှလာပေးထားရပေါ့နော်ဆရာမလေးထင်တယ်international school အတွေ့အကြုံတွေလည်းရှိရယ်10နှစ်လောက်ရှိရယ် international teacher အနေနဲ့ UAE မှာရှောက်ချင်တယ်ဆိုရင်ရှောက်လို့ရပါတယ်ခင်ဗျပေါ့ဒါပေမဲ့နည်းနည်းတော့ try ရမယ်ကိုက interview ဖြေရဲ့ခါကျရင်ကျွမ်းကျွမ်းကျင်ကျင်ဖြေနိုင်တယ်ဆိုရင်တော့ရမှာပါဘာလို့လဲဆိုတော့ကျွန်တော်တကယ်ချင်းတယောက်ကနေပြီးတီးပြီးပြောတာတော့ international school teacher တွေတော့မှဒီမှာရှိရပေါ့နော်အဲ့လိုမျိုးပြောရရှိရ hotel life နဲ့ပါteacher ကပေါ့ certificate တွေရှိရဆိုတဲ့အတွက်ကိုပို့ပြီးတော့ကောင်းပါတယ်ခင်ဗျဒီလာလို့ရှိရင် okay wait teacher life နဲ့လဲ CV ပြစ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော် hotel life နဲ့လဲ CV ပြစ်အဓိကကတော့ကျွန်တော်တို့ဒီရောက်ပြီဆိုလို့ရှိရင်အလုပ်ရဖို့ပေါ့နော်ကိုကန်ကပေါ့ဘယ်အလုပ်နဲ့ဒီမှာရမလဲဆိုတာမပြောတတ်ဘူးပေါ့နော်ကိုယ့်ရဲ့ passion နဲ့ဖြစ်တဲ့ဟာကိုဖေအားလဲဆူတောင်းပြီးတော့ဒီမှာလာပြီးတော့စူးစမ်းကြည့်ပေါ့နော်